ကဲအားလုံးပဲမင်္ဂလာပါ I'm Daro U3000 ကနေထပ်မံကြိုဆိုလိုက်ပါတယ်ကျွန်တော် Greater Haiti ဖြစ်ပါတယ်ဒီနေ့ကတော့သဘာဝတရားကြီးနဲ့ပတ်သက်တဲ့ Greek ဌာနကြီးပုံမြင်တစ်ပုဒ်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဗျလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတော့က Thessaly လို့ခေါ်တဲ့တိုင်းပြည်တစ်ခုကို Erysichthon လို့ခေါ်တဲ့ဘုရင်တစ်ပါးကအုပ်စိုးခဲ့တယ်တဲ့အဲ့ဒီဘုရင်ကြီးရဲ့နာမည် Erysichthon ကိုအင်္ဂလိပ်ဘာသာနဲ့ဘာသာပြန်ရမယ်ဆိုရင်သူက Otyara လို့ခေါ်တယ်ကမ္ဘာမြေကြီးကိုစုပ်ဖြဲတဲ့သူပေါ့ဘုရင်ကြီး Erysichthon ရဲ့ဘဝကအစပိုင်းမှာတော့တော်တော်လေးကိုရိုးရှင်းတယ်လို့ပြောလို့ရတယ်တော်ဝင်မိသားစုကနေမွေးဖွားတယ်ပြီးတော့ဘုရင်ဖြစ်လာတယ်ပြီးတော့သမီးလေးတစ်ပါးထွန်းကားတယ်ဒီထက်အကုန်ပုံမှန်ပဲဒါပေမဲ့တနေ့ကျတော့ Erysichthon က idea တစ်ခုရသွားတယ်သူ့ရဲ့နန်းတော်မှာသူကစာပွဲတောက်ပွဲကျင်းပဖို့အတွက်ခမ်းမကြီးတစ်ခုစောက်ချင်ခဲ့တယ်အဲ့လိုမျိုးခမ်းမကြီးစောက်ဖို့အတွက်ကသူကတစ်သားတွေအများကြီးလိုတယ်ဒီတော့သူတစ်ပင်တွေအများကြီးရှိတဲ့နေရာကိုလိုက်ရှာလိုက်တာပေါ့ကန်ဆိုးတော့လည်းပါတယ်သူတစ်ပင်တွေအများကြီးရှိတဲ့နေရာကိုတွေ့တယ်ပြီးတော့အဲ့ဒီနေရာကလည်း Goddess Demeter လို့ခေါ်တဲ့နတ်ဖျားမပိုင်တဲ့နေရာ Goddess Demeter ကို Dora Reader တွေတော့သိပြီးသားဖြစ်မှာပါ Empress ကမှာပါတဲ့ပုံရိပ်က Goddess Demeter ရဲ့ပုံရိပ်ဖြစ်တယ်ဆိုပြီးတော့ပေါ့ဟုတ်ပြီဒါကတော့ထားလိုက်ပါအောင်ကြတော့ Erysichthon ကြောင်းပြန်ပြီးတော့ဆက်မယ် Erysichthon ကသူ့ရဲ့လူတွေကိုခေါ်ပြီးတော့တစ်ပင်တွေခုတ်ဖို့အတွက်တောရဲကိုလာခဲ့ကြတယ်။ Erysichthon ကတောရဲရောက်လဲရောက်ရောတောရဲမှာရှိတဲ့အကြီးဆုံးတစ်ပင်ကြီးစီကိုသွားတယ်ပြီးတော့တစ်ပင်ကြီးကိုသူ့ရဲ့အားနဲ့ခုတ်ချဖို့လုပ်လိုက်။အဲ့လိုခုတ်ချဖို့လုပ်တော့မှလည်းသူ့ကိုမိမကြီးတယောက်ကလာပြီးတော့တားတယ်။လူလေးဒီတစ်ပင်ကြီးကိုမခုတ်နဲ့ဒီတစ်ပင်ကြီးထဲမှာတက်ရှိရနေထိုင်တယ်။လူလေးဒုက္ခရောက်လိမ့်မယ်ဆိုပြီးတော့လာပြောတယ်။တကယ်တော့ Erysichthon ကိုလာပြီးတော့တားတဲ့အမျိုးသမီးကြီးကGoddess Demeter ကိုယ်တိုင်ဖြစ်တယ်ပေါ့ဒါပေမဲ့ Erysichthon ကသူစားတော့ဝဲခမ်းမကြီးကိုလှုပ်ချင်နေတဲ့စိတ်ပဲရှိတယ်အဲ့ဒါကြောင့်မို့လို့သူ့ကိုလာထားတဲ့မိန်းမကြီးကိုပစိန်ကြီးပြပြီးတော့ဒီမှာတက်ပေမခုတ်ရခမရကိုခုတ်လိုက်မယ်ဆိုပြီးတော့ချင်းချောက်ပြောဆိုတယ်ပေါ့အဲ့လိုမျိုးပြောပြီးရဲ့နောက်မှာပဲ Erysichthon ကသူ့ရဲ့လက်ထက်မှာကင်ထားတဲ့ပစိန်ရဲ့တစ်ပင်ကြီးကိုတစ်ချက်တည်းခုတ်ချပြလိုက်တစ်ပင်ကြီးကပစိန်ချက်ကိုထိသွားတဲ့အခါမှာတစ်ပင်လေးကနေပြီးတော့နာကျင်စွာအော်ဟစ်လိုက်တဲ့အတန်ကြီးပေါ်လာတယ်ပေါ့အော်ဒန်ကဘသူရဲ့အတန်လဲဆိုတော့အဲ့ဒီတစ်ပင်ကြီးကိုစောင်းရှောက်တဲ့ net ပေါ့ပြောမယ်ဆိုရင်တော့တစ်ပင်ဆောင် net ရဲ့အတန်ဖြစ်နေတယ်အဲ့တော့တစ်ပင်ဆောင် net ကလည်းအဲ့ဒီအပင်ကြီးနဲ့တူတူတည်ဆုံးသွားတယ်တစ်ပင်ဆောင် net ကြီးကအတူမသေးခင်မှာတခုံပြောခဲ့တယ်ဒီဘရင်ကြီးသူ့လိုပဲခံစားရပါစေဆိုပြီးတော့ပြောခဲ့တယ်ဒီလိုမျိုးအချင်းရာတွေကိုမြင်လိုက်တဲ့အခါမှာနတ်ဖျားမဒီမီတာကအရန်ဒေါသထွက်သွားတယ်ကျွန်တော်တို့ Greek တန်တာကြီးပုံမြင်နေမှာဆိုရင်ဒီမီတာမယ်တော်ရဲ့ဒေါသကနည်းနည်းလေးရှားပါတယ်လို့ပြောရမယ်သူကမေတ္တာတရားကြီးမားတဲ့မယ်တော်ပေါ့ဒါပေမဲ့မေတ္တာတရားကြီးမားတဲ့မယ်တော်တောင်မှတော်တော်လေးကိုစိတ်ဆိုးပြီးတော့ Erysichthon ကိုချိန်စာတိုက်လိုက်တယ်ချိန်စာကဘာလဲဆိုတော့ Limos လို့ခေါ်တဲ့နတ်ဆိုးတစ်ပါးကိုဆင့်ခေါ်ပြီးတော့ Erysichthon ကိုပုကတ်ခိုင်းလိုက်တယ်အဲ့တော့ Limos ဆိုတာဘာလဲဆိုတော့သူက hunger and starvation လို့ခေါ်တယ်စာလောင်ခြင်းမွတ်သိပ်ခြင်းရဲ့နတ်ဆိုးပေါ့ဒါရင်မကသေးဘူး Dionysus ကပါဝင်လာတယ်ဝင်လာပြီးတော့ Dionysus ကပါဒီ Erysichthon ကိုချိန်စာတိုက်လိုက်တယ်ဒီကောင်ဘယ်လောက်ပဲရေတောက်ရေငတ်ပါစီဆိုပြီးချိန်စာတိုက်သွားတယ်အဲ့လိုမျိုးတစ်ပင်ကြီးကိုခုတ်ပြီးတဲ့နောက်ပိုင်းအစပြီး Erysichthon က Limos ဆိုတဲ့နတ်ဆိုးကြောင့်သူကထိန်းချုပ်လို့မရအောင်စာလောင်းလာတယ်ဘယ်လောက်ဖဲစားသူဝါတယ်ဆိုတာမရှိတော့သူစားသမျှကိုလည်း Limos ဆိုတဲ့နတ်ဆိုးကအဆုပ်ယူသွားတယ်ပြီးတော့ဒီ Dionysus ချိန်စာကြောင့်လည်းသူကအမြဲတမ်းရေငတ်နေတယ်ဘယ်လောက်တောက်ဝါတယ်မရှိဘူးဒီလိုပဲ Erysichthon ကသူ့ရဲ့ချိန်စာနဲ့တူတူသူ့မှာရှိသမျှအစည်းအဝေးဥစ္စာတွေကိုရောင်းချပြီးတော့စားတာတောက်တယ်ဘယ်လောက်ပဲစားဘယ်လောက်ပဲတောက်သူ့အနေနဲ့အာသာပြေတယ်ဝါတယ်ဆိုတာမရှိဘူးဒီလိုနဲ့ Erysichthon မှာရှိသမျှစီးစိမ်တွေအားလုံးကုန်သွားတယ်ကုန်တဲ့အခါမှာသူ့စီမှာသမီးတစ်ယောက်ကျန်အဲ့တော့အဲ့ဒီသမီးကိုပါသူကရောင်းစားပြီးတော့အစားတောက်တွေထပ်ပြီးတော့စားတယ်ဘလောက်ဖယ်စားဝါတယ်ဆိုပြီးမရှိရမလို့နောက်ဆုံးကြတော့သူ့ရဲ့အသားတွေသူပြန်ပြီးတော့လှိဖယ်စားတောက်ရင်းနဲ့နောက်ဆုံးမှာ Erysichthon ဒီချိန်စာတင်ပြီးတော့တည်ဆုံသွားခဲ့တယ်ဒီမှာ Erysichthon ရဲ့သမီးအကြောင်းကိုပြောဖို့လိုလာပြီ Erysichthon ရဲ့သမီးက Mestra လို့ခေါ်တဲ့မိမငယ်တစ်ယောက်ပေါ့အဲ့ဒီ Mestra ကသူမင်းသမီးဘဝကလေးကသမုဒ္ဒရာရဲ့နတ်ဖျားပိုးဆိုင်တော်ရဲ့ခြေတော်တင်တာကိုခံခဲ့ရတယ်အဲ့ဒါကြောင့်မို့လဲနောက်ပိုင်း Mestra ရောင်းစားခံရတိုင်းပိုးဆိုင်တော်ကအမြဲကူညီတယ်ဘလို့ကူညီလဲဆိုတော့ Mestra ကိုအစွမ်းပေးလိုက်တယ်ရေရဲ့အစွမ်းပေါ့ shape shifting လို့ခေါ်တဲ့လိုပုံပြောင်းနိုင်တဲ့အစွမ်းကိုပေးလိုက်တယ်
အဲ့ဒီ restaurant ရှိလို့ပဲ Mansura ကသူ့အဖေ Rishi တွန်ကဂျုံဖြစ်နေရောင်းစားတိုင်းလွတ်မြောက်တယ်အမှသူ့ဖေကပြန်ဖက်ပြီးပြန်ပြီးရောင်းစားအဲ့လိုမျိုးတန်နေရလဲနေတာပေါ့နောက်ပိုင်းကျတော့ဒီ Mansura ကိုယ်တိုင်ကသူ့ဖေစီကိုပြန်မသွားတော့ဘူးသူ့ဖေကလည်းခြေသားတင်ပြီးတော့တည်ဆုံးသွားတယ်ပေါ့ဒီပုံမြင်ကကျွန်တော်တို့ကိုဘာတင်ပေးလဲဆိုတော့တဘာဝတရားကိုလေးစားဖို့နဲ့ဒီတဘာဝတရားကိုမဖျက်ဆီးဖို့ဆိုတဲ့အသည့်ကိုပေးတယ်ဗျအဲ့ဒါကြောင့်လဲ Greeback ကတဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ဆွေးနွေးပွဲတွေမှာဆိုရင် Richie တွင်အကြောင်းကအမြင်ပါတယ်ဒါပေမဲ့ဒီ global ကြီးကြတော့လူတွေကတိတ်ပြီးတော့မသိကြဘူးကျွန်တော်တို့ Greek mythology ဆိုရင် Icarus တို့ Hercules တို့ Hercules တို့ပိုသိကြတာပေါ့ကဲနောက်ထပ်ဘာပုံမြင်နေမြန်နောက်ထောင်ကြည့်ကြသေးလဲဗျ bye bye